ภาษาအပိုင်းကြည့်ရအောင်တောအိုတိုမော်အီမီတောအာတာတိုမီတာခွေးလေးမှာမျက်လုံးရှိတယ်တောအိုတိုမော်အီမီခေါ်အားခါတိုမီခါခွေးလေးမှာခြေထောက်ရှိတယ်တောအိုတိုမော်အီမီဟောဥဟုတိုမီဟုခွေးလေးမှာလည်းရွက်ရှိသည်ဟောဥဟုတောအိုတိုမော်အီမီအောအအรอไอไรหูโตมีอะไรခွေးလေးရဲ့နေရာမှာဘာရှိတယ်လဲတောအိုတိုအောအောအောခေါ်အားခါထောဥถูဟောဥဟုတိုအောခါถูဟုခွေးလေးကနေရွက်ကိုခြေထောက်ဖြင့်ကုတ်သည်ပုတ်သည်ထောဥถูရဲ့အတိတ်ဘက်ကကုတ်တယ်ပုတ်တယ်ပေါ့နော်ထောဥถูปอไอไปထောဥถูมออามาถูไปถูมาကုတ်သွားကုတ်လာနဲ့ပဲတောအိုတိုထောဥถูဟောဥဟုวอไอไววอไอไวတိုถูหูไวไวခွေးလေးကနေရွက်ကိုမြန်မြန်ကုတ်တယ်တိုဆိုတာကခွေးတစ်ကောင်ရဲ့နာမည်ပေါ့နော်တိုမီတာတိုမီခါတိုမီหูหูတိုมီอะไรတိုเอาขาถูหูถูไปถูมาတိုถูหูไวไว